မနေ့တော့တော့မှာပတ်စံ1000ပျောက်သွားတာဟဲ့ငါမြူလို့မင်းငါရွေလို့မဆိုရင်တော့ငါပြောချင်တာကွာတော့မှာမနေ့ကမင်းနဲ့ငါနဲ့2ယောက်တည်းရှိရဟုတ်တယ်နော်အေးငါပြောချင်တာဟဲ့မင်းပတ်စံငါမြူမဟုတ်ဘူးတိတယ်လို့မနေ့တော့မင်းငါ့ကိုမနှစောသီးလာခေါ်တာငါကောင်းနဲ့တော့သွားရအောင်ဆိုမှငါလည်းမှသွားတယ်ပတ်စံလေးခရမ်းကပန်းနဲ့ငါအိတ်ထဲ1000နဲ့လေးမှာတောင်းလေးမှာမှင်စုံလေးနဲ့ထည့်ပြီးတော့အဲ့မှာတော့မှာသွားတာတော့မှာသွားတော့လည်းရရောအဲ့မှာတော်လုံးမှာဘဒူးမှမရှိဘူးနော်ဟုတ်တယ်မလားဟဲ့ငါမြူမဟုတ်ဘူးခဏလေးငါပြောတာမပြီးသေးဘူးအဲ့ဒီလေးရရောငါမှာပတ်စံလေးကိုငါမှအဲ့တဲ့ထည့်ပြီးတော့ငါမကလထိုင်မောတင်ထားပြီးမင်းရေးသွားဖြန့်ပြီးမင်းကလေးပြီးတော့ဟောသားကြီးမင်းကလေးရောက်ပြီဆိုတော့ငါလည်းအဲ့မှာထသွားပြီပတ်စံလေးအဲ့ဒီအိတ်တဲ့ထည့်ပြီးဂန်းကမနဲ့ငါကလထိုင်မောတင်ထားခဲ့တာအဲ့ဒီပေါ်မှာမင်းထိုင်လာကွာမင်းနဲ့အဲ့ဒီအိတ်နဲ့2ယောက်တည်းရှိတာလို့မင်းနဲ့အဲ့ဒီအိတ်နဲ့2ယောက်တည်းရှိတာကွာအေးမဟုတ်ငါသိတယ်မင်းကငါဆွဲတာမဟုတ်ဘူးကွာငါပြောချင်တာကွာအဲ့မှာငါရီဖြန့်ပြီးတော့ငါပြန်လဲလာရောအဲ့ဒီကွာအဲ့ဒီအိတ်ထဲမှာပတ်စံ1000နဲ့မရှိတော့ဟေ့ငါမြူမဟုတ်ငါမင်းကိုဆွဲဦးကွာပြောငါပြောချင်တာအဲ့မှာငါတို့2ယောက်ပြန်လဲဟောဒီကောင်ငါမတင်အောင်ဆိုအိတ်ထဲကြည့်လိုက်တော့ဟေ့ရောက်မင်းအဲ့ထဲမှာ1000နဲ့တွေ့ပြီးတော့ဟေ့ရောက်ဟွာနဲ့ရောက်မှင်စုံးလေးနဲ့ရောက်တောင်းဟေ့ရောက်မှင်စုံးလေးနဲ့ရောက်ငါမြူလို့အဲ့ဒါငါမေကလက်ဖက်ချောက်ဝယ်ခိုင်းတယ်ပတ်စံကြောက်စိုးကြီးလာမင်းနဲ့မင်းလက်ဖက်ချောက်ဝက်ခိုင်းတယ်ဆိုလို့ရှိရင်ငါတို့အိမ်ထဲရောက်ငါတမ်းမင်းလက်ဖက်ချောက်ပါလာလို့မေးပါပေါ့ဟိုကဘာမှလည်းမမေးဘူးကြောက်ရောက်ငါမြူမပြီးအောင်မလဲနဲ့ရောက်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါစုံတော့နေမှာပြီးတော့ပြီးအောင်စုံတော့ရောက်နေရကြောင်းငါတာမင်းငါလာပြီးစိုးကြီးလာမပြောနဲ့ရောက်မရဘူးရောက်မရဘူးစုံတော့